မွေးငါအုံနှုတ်ခေါက်ဆွဲမန္တလေးမုတ်တီရန်ကုန်မှာဆိုလို့ရှိရင်တော့နန်းကြီးတုပ်ပေါ့နော်ပြီးတော့မြီးရှည်အတုပ်ရှမ်းခေါက်ဆွဲတုံးတွေအစားရှိတဲ့အစားအစာတွေကိုမနှက်စာအနေနဲ့မကြာခဏစားလိစားထားရှိတဲ့သူတွေရှိကြလားပေါ့နော်အဲ့တော့ဒီလိုမျိုးစားဖြစ်နေရဆိုရင်ကိုစားနေတဲ့ဒီမနှက်စာတွေကကယ်လိုရီအားဖြင့်ရေဘူးရဘယ်လောက်ထိရှိမလဲနောက်ပြီးတော့ဘယ်သူတွေဆိုလို့ရှိရင်သတိထားတဲ့လေအစားရှိတဲ့အကြောင်းအရာတွေကိုတော့ဒီနေ့မှာဝေမျှဆွေးနွေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အစားအသောက်နဲ့ဟားဆန်အထူးပြုဒေါက်တာရင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာမနှက်စာဆိုလို့ရှိရင်ခုနလိုမျိုးအစားအစာတွေကိုတော်တော်လေးစားဖြစ်ကြရပါတော့အဲ့တော့ဒီလိုမျိုးစားဖြစ်နေရဆိုလို့ရှိရင်ကျွန်တော်တို့ဟလာဒီကယ်လိုရီဘယ်လောက်ထိရကြမလဲပေါ့အဲ့တော့ပထမဆုံးတစ်ခုအနေနဲ့ကြောင့်ကျွန်တော်မွေးငါပေါ့အဲ့တော့မွေးငါမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟင်းရည်ပါတယ်မုံဖတ်ပါတယ်เนาะအဲ့တော့ဒီလိုမျိုးအလွတ်တပွဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအကြမ်းမြင့်အားဖြင့်ဒီကယ်လိုရီက250ကျော်လောက်ရှိတယ်ဆိုတော့ကိုလည်းတွေ့ရပါတယ်အဲ့တော့အိမ်မှာကွာဒီမွေးငါဟင်းရည်နဲ့မုံဖတ်နဲ့မပြီးဘူးပေါ့အကြာကွေးလေးထပ်ထည့်တယ်အဲ့တော့အကြာကွေးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီတတွဲစာပေါ့เนาะဒီလိုမျိုးတစ်ချောင်းစာအပြည့်ဆိုလို့ရှိရင်ကယ်လိုရီက300နီးပါးလောက်ရှိတယ်ဆိုတော့ကိုလည်းတွေ့ရပါတယ်အဲ့မှာကွာဒီလိုမျိုးအပြည့်မဟုတ်ရင်တော့မှတွက်လောက်ပဲထည့်တယ်ဆိုရင်တော့ကျွန်တော်တို့ကဒီမွေးငါနဲ့အကြာကွေးနဲ့ဆိုရင်ကယ်လိုရီက400နီးပါးလောက်ရှိသွားပြီဆိုတော့ကိုလည်းတွေ့တာဖြစ်ပါတယ်เนาะအဲ့တော့ဒီမနက်စာစားရတဲ့တွေနေနဲ့ဒီမွေးငါကိုအကြာကွေးလေးနဲ့ပဲကြော်လေးနဲ့စားရဆိုလို့ရှင်တော့ဒီကိုယ့်ရဲ့ကယ်လိုရီပမာဏကိုအနေနဲ့များတော့ခံမှန်းမိသွားပြီလို့ထင်ပါတယ်အဲ့ကျွန်တော်တို့နောက်တစ်ခုပေါ့နော်နောက်တစ်ခုကကြောင့်ကျွန်တော်တို့အုံနှုတ်ခေါက်ဆွဲပေါ့အုံနှုတ်ခေါက်ဆွဲမှာဆိုလို့ရှင်လေဒီမှာပြထားတဲ့အတိုင်းပဲပေါ့နော်ဒီမုတ်ဖက်လေးပါတယ်ဟင်းရည်နောက်ပြီးတော့မှသူ့ရဲ့ဒီမုံကြိုလေးပေါ့ဒါမျိုးဆိုရင်ကယ်လိုရီကဒီ300ကျော်လောက်ပါဝင်နေဆိုတော့တွေ့ရပါတယ်အဲ့တော့သူလည်းခုနလိုပဲပေါ့နော်ကျွန်တော်ဒီအကြာကွေးတွေထပ်ထည့်တယ်အကျော်တွေထပ်ထည့်ဆိုလို့ရှင်တော့ကယ်လိုရီက400ကျော်900နီးပါးလောက်ရောက်သွားနိုင်နေဆိုတော့ကိုလေတွေ့ရမှာဖြစ်ပါတယ်ပြီးတော့ရင်တော့နန်းကြီးတုပ်မန္တလေးမုံတီပေါ့နော်ဘနက်စာအနေနဲ့တော်တော်လေးလဲကျွန်တော်နိုင်ငံမှာကြိုက်ကြတယ်စားလဲစားဖြစ်ကြတယ်မနက်စာတစ်ခုပေါ့နောက်တော့ကျွန်တော်ဒီနန်းကြီးတုပ်မန္တလေးမုံတီတပွဲမှာဆိုလို့ရှင်အကြမ်းမြင့်အားဖြင့်ကယ်လိုရီကဒီ430ကျော်လောက်ပါဝင်နေဆိုတော့ကိုလေတွေ့ရပါတယ်အဲ့တော့ဒီမှာတစ်ခုပြောချင်တာကျွန်တော်ဒီဆိုင်တစ်ဆိုင်နဲ့တစ်ဆိုင်တော့အနည်းငယ်ကွာခြားမှုတော့ရှိနိုင်တယ်ပေါ့နော်ဒီနေ့ကျွန်တော်ပြောသွားတဲ့ data တွေကကြတော့ဒီ2026မှာနောက်ဆုံးဒီ update ဖြစ်ထားတဲ့ data တွေပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီဆိုင်တစ်ဆိုင်နဲ့တစ်ဆိုင်ပြင်ဆင်တဲ့ပုံစံချက်ပြုတ်တဲ့ပုံစံဒီ C ပါဝင်မှုတွေပေါ်မူတည်ပြီးတော့မှကယ်လိုရီကအနေနဲ့များတော့ကွာခြားသွားနိုင်တယ်ဆိုတော့လေသိထားဖို့အကြံပြုချင်ပါတယ်ပြီးတော့ကျွန်တော်တို့နောက်တစ်မျိုးကကြတော့မီးရှည်ပေါ့အဲ့တော့မီးရှည်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီတပွဲစာဆိုင်ပြင်တဲ့ပမာဏမှာဆိုလို့ရှိရင်ကယ်လိုရီကဒီ440ကျော်လောက်ပါဝင်နေဆိုတော့လည်းတွေ့ရပါတယ်နောက်တစ်ခုအစားများတာကြတော့ခေါက်ဆွဲတုပ်ပေါ့အဲ့တော့ခေါက်ဆွဲတုပ်မှာဆိုလို့ရှိရင်လည်းအကျန်းပြင်တစ်ခါပြင်ပမာဏမှာဆိုလို့ရှိရင်ကယ်လိုရီကဒီ420ကျော်လောက်ပါဝင်နေဆိုတော့ကိုတွေ့ရပြီးတော့မှကျွန်တော်ဒီအစုံတုပ်တပွဲမှာဆိုလို့ရှိရင်လည်းဒီကယ်လိုရီကဒီ340ကျော်လောက်ပါဝင်နေဆိုတော့လည်းတွေ့ရပါတယ်နောက်ထပ်မနက်စာအနေနဲ့အစားများတဲ့အစားအစာတစ်ခုကကြတော့ရှမ်းခေါက်ဆွဲပေါ့နော်ရှမ်းကောက်ဆွဲမှာဆိုလို့ရှိရင်လည်းတစ်ခါပြင်တပွဲစာမှာဆိုလို့ရှိရင်အကြမ်းမြင့်အားဖြင့်ကယ်လိုရီကဒီ410ကျော်လောက်ပါဝင်နေဆိုတော့ကိုလည်းတွေ့ရပါတယ်ပြီးတော့နောက်ထပ်အစားများတဲ့တစ်ခုပေါ့နော်ဒါကကြောက်ပါလဲဆိုရင်ကျွန်တော်ဒီစီချက်ခေါက်ဆွဲပေါ့စီချက်ခေါက်ဆွဲမှာဆိုလို့ရှိရင်တော့ရေဘူးရအားဖြင့်ဒီစီချက်ခေါက်ဆွဲတပွဲမှာကယ်လိုရီကဒီ980ကျော်လောက်ပါဝင်နေဆိုတာကိုတွေ့ရပါတယ်အဲ့တော့ဒီစားစာတွေကကြောက်ကျွန်တော်တို့နိုင်ငံမှာမနက်စာအနေနဲ့အများသောအားဖြင့်စားလိစားထားရှိတဲ့စားတောက်တွေဖြစ်ပါတယ်ကျွန်တော်တို့ကလာဒီနန်းကြီးတုပ်တို့မီးရှည်တို့အတုပ်တို့ဒါတွေပဲဦးစားပေးပြီးစားနေမယ်ဆိုလို့ရှိရင်တော့ကယ်လိုရီကအမြဲတမ်းဒီ400အထက်မှာပဲသွားပြီးတော့မှရှိနေမှာเนาะအဲ့တော့ဒါမျိုးတက်စားလို့ရှိရင်ကျွန်တော်တို့ဒီနန်းကြီးတုပ်မီးရှည်နဲ့ရှင်မယ်ဆိုရင်ခုနကမွေးငါးလိုဟာမျိုးပေါ့ဒါဆိုတော့ကျွန်တော်ဒီ200ကျော်လောက်ပဲဖြစ်သွားပါဒါပေမဲ့မွေးငါးမှာလည်းပဲကျွန်တော်ဒီအကြာကွေးတို့အကျော်ထပ်ထည့်လိုက်မယ်ဆိုလို့ရှင်တော့ဒီ400ကျော်လောက်ပြန်ဖြစ်သွားဖြစ်တယ်ဒါလေးတော့နည်းနည်းတော့သတိထားမှာပေါ့နော်အဲ့ဒီကြောင့်ကိုကဒီစီးကြိုရှိတယ်နောက်ပြီးတော့မှဒီသွေးတွင်းအဆီများနေတာမျိုးအဝလွန်နေဆိုလို့ရှင်တော့ဒီကယ်လိုရီနည်းတဲ့မနက်စာတွေဦးစားပေးပြီးရွေးချယ်ပေးဖို့ဖြစ်ပါတယ်ဥပမာနည်းပြောရလို့ရှင်တော့ဒီ dim sum အပေါင်းလေးတွေ6ခုလောက်ဒါမှမဟုတ်ဆိုလို့ရှင်လည်းဒီပေါက်စီလေးတစ်လုံးလောက်ဒါမှမဟုတ်လည်းကျွန်တော်ဒီကော်ပြန်စိမ်းဒါမှမဟုတ်လည်းကျွန်တော်တို့ဒီနံပြားနဲ့ဒီပဲပြုတ်လေးဒါမျိုးလေးတွေဦးစားပေးပြီးရွေးချယ်မယ်ဆိုလို့ရှိရင်ဒီစီပါဝင်မှုကလည်းနည်းပြီးတော့မှဒီကယ်လိုရီမာနကိုလည်းရှော့ချနိုင်မှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မမေ့ပါနဲ့တင်ကိုယ်တိုင်ကတင်အတွက်အကောင်းဆုံးဆရာအောင်ပါတယောက်ချင်းစီတိုင်းစိတ်ရောကိုယ်ပါကျန်းမာချမ်းသာကြပါစေလို့စတောင်းပေးလိုက်ပါတယ်ခင်ဗျာ